အားလုံးမင်္ဂလာပါကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ဒီအင်္ဂါသားသမီးတွေနဲ့ပတ်သက်လို့ဘဝတက်သက်တာငွေကြီးကံအနေထားနဲ့ငွေကြီးကံကောင်းအောင်လုပ်ရမယ့်ရေရာစီရင်ကြောင်းကိုပြောကြားပေးသွားမှာဖြစ်ပါတယ်အင်္ဂါသားသမီးတွေရဲ့ဘဝတက်သက်တာကိုကြည့်မယ်ဆိုရင်သူတို့ရဲ့ဘူရဇာတာဘဝငွေကံအားနည်းတဲ့အထဲမှာပါပါတယ်နော်ဒါပေမဲ့အင်္ဂါသားသမီးတွေထဲမှာငွေကြီးကံကောင်းတာချမ်းသာတာအောင်မြင်တဲ့လူတွေကြည့်လိုက်မယ်ဆိုရင်တော့တော်တန်တဲ့အောင်မြင်လာတာမျိုးတော့မဟုတ်ပါဘူးတွန်းတွန်းတိုက်နဲ့သူ့ရဲ့အတိုင်းဝိုင်းလက်ရှိအနေအထားပတ်ဝန်းကျင်ကနေပြီးတော့တိုးထွက်ပြီးတော့ထိုးဖောက်ပြီးတော့ကြကုတ်ကြခဲစူးစမ်းပြီးအောင်မြင်လာတဲ့လူတွေများပါတယ်နော်နောက်တစ်ခုကအင်္ဂါသားစုတွေကငွေရမယ်ဆိုရင်ငွေမြဲခဲ့တယ်ဘဝတစ်လျှောက်လုံးမှာငွေစူးစမ်းရရှာတယ်ဒါပေမဲ့အဲ့ငွေကမိသားစုကြောင့်ဖြစ်စေဆွေမျိုးကြောင့်ဖြစ်စေအတိုင်းဝိုင်းကြောင့်ဖြစ်စေတခြားအကြောင်းတစ်ခုကြောင့်ဖြစ်စေငွေကုန်သွားတာငွေကြေးဆုံးရှုံးသွားတာဒါမှမဟုတ်ငွေကြေးပြန်ပြီးပေးဆက်လိုက်တာများပါတယ်အဲ့တော့အင်္ဂါသားစုတွေကငွေကြေးမြဲခြင်းနဲ့ငွေကြေးနဲ့ပတ်သက်လို့ကံကောင်းခြင်းနဲ့ဆိုရင်တော့သူတို့ကရေဒီယာတစ်ခုကိုဘဝတစ်လျှောက်လုံးအများတန်းလှုပ်သွားမှာဖြစ်ပါတယ်အဲ့ရေဒီယာကတော့သင်္လာနံနဲ့ပတ်သက်တဲ့အားနည်းတဲ့အရာတွေပေါ့နော်အဲ့ဒါဖြည့်ဆွတ်ပေးရမယ်အဲ့တော့ဘာလို့ရမလဲဆိုတော့ဘဝတစ်လျှောက်လုံးမှာသူလောက်ကမဲ့ရေဒီယာတွေကသင်္လာတောက်တွေမှာမကြာခဏတန့်ရှင်းလုပ်ပေးမယ်နောက်သင်္လာနံဖြစ်တဲ့နော်လမ်းဘေးခွေးတွေအစာကျွေးမယ်ခိုးတွေအစာကျွေးမယ်ငါးစာကျွေးမယ်နောက်တစ်ခုကခြေတော့မကောင်းတဲ့လူခြေတော့မတန်တဲ့လူအဲ့လိုလူမျိုးတွေငွေကြေးလူဒန်းတာစေဝါလူဒန်းတာဒါတွေမကြာခဏပြုလုပ်ရမှာဖြစ်ပါတယ်နော်နောက်တစ်ခုကဘာဆိုတော့ဒီအသက်ကြီးတဲ့အဖွားကိုအသက်ကြီးတဲ့အဖွားအိုဘာမှဒီဆင်းရဲတဲ့အဖွားအိုတွေငွေကြေးလူဒန်းမယ်စေဝါလူဒန်းမယ်ဒါမျိုးတွေမကြာခဏပြုလုပ်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့ဒီအင်္ဂါသားသမီးတွေကအခုကျွန်တော်ပြောတဲ့နော်ရေဒီယာတွေစီနေလှုပ်သွားမယ်ဆိုရင်တော့ဝါရလျှောက်လုံးမှာငွေကြေးကံကောင်းမယ်ငွေကြေးစုဆောင်းမိမှာဖြစ်ပါတယ်နောက်တစ်ခုကဒီအင်္ဂါသားသမီးတွေကဝါရလျှောက်လုံးမှာဝေစုတာတဲ့ကိုရွှေစုတာတို့မြေဝယ်တာတို့တခြားရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်မယ်ဆိုရင်ပို့ပြီးတော့ငွေကြေးကအဖက်တင်မှာဖြစ်ပါတယ်နော်အင်္ဂါသားသမီးအလုံးကျမ်းမာချမ်းသာပြီးတော့ဘဝတစ်လျှောက်လုံးမှာငွေကြေးကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေကျွန်တော်ကျော်ပေါ်ရေးပါ